ကြားပြန်တဲ့တောင်ပြန်ခွဲနည်းလေးကိုပြောပြပါကိုတဲ့ဘယ်လိုကွာလဲပေါ့ကြားပြန်တဲ့တောင်ပြန်ကဆိုတော့ကြားပြန်ကအခွန်နီပါတယ်ဒီမှာကြည့်နော်အခွန်ကနီနီလေးတွေပြီးတော့အတောင်ပါပါတယ်သူကနော်အခွန်နီပါတယ်ဒါကတောင်ပြန်ဖြစ်ပါတယ်တောင်ပြန်ကအခွန်ပါပါတယ်သူလည်းအတောင်ပါပါတယ်အဲ့တော့ကြားပြန်တဲ့တောင်ပြန်နဲ့ဘယ်လိုကွာလဲဆိုရင်ကြားပြန်ကနီတယ်တောင်ပြန်ကဝါပါတယ်နော်စပတ်ခွန်မှာဒါကိုကျွန်တော်တို့ကုညံကုန်းကော်မှုဘက်ဒီမှာခေါ်ရင်ခွန်ဝါတောင်ပြန်လို့ခေါ်ပါတယ်နော်ဒါကြတော့ကြားပြန်ခေါ်ပါတယ်ကြားပြန်ကိုကြတော့ကုညံကုန်းကော်မှုဘက်ဒီမှာခေါ်ရင်ပြန်ကြားလို့ခေါ်ပါတယ်သူကပြောင်းပြန်ပေါ့နော်အဲ့တော့ကြားပြန်တဲ့တောင်ပြန်ကမတူပါဘူးလုံးဝကြားတောင်ပြန်ကြအလုံးကြီးပါတယ်သူကအလုံးကနော်ဓမ္မကြီးအလုံးကြီးဒီပါအဲ့ဒါတောင်ပြန်ဖြစ်ပါတယ်ဒါကတော့ကြားပြန်ကအခွန်ကနီပါတယ်နီပြီးတော့သူ့မှာအတောင်ပါပါတယ်ဒါကြတော့ပေါ်ဆန်းဖြစ်ပါတယ်နော်ပေါ်ဆန်းမှာပေါ်ဆန်းကတော့အတောင်မပါပါဘူးပေါ်ဆန်းတို့ဘေးကြားတို့ပေါ်ဆန်းရင်တို့ကအတောင်လုံးဝမပါပါဘူးတောင်ပြန်တို့ကြားပြန်တို့ကဒါနောက်တစ်ခါမာလာမွေးတို့ဒါတွေကတော့အတောင်ပါတဲ့စကားတွေဖြစ်ပါတယ်အဲ့တော့တောင်ပြန်မှာကတောင်ပြန်မရှိပါတယ်ပေါ်ဆန်းတောင်ပြန်ဆိုတာမရှိပါဘူးကြားပြန်မှာဆိုရင်လည်းကြားပြန်မရှိပါတယ်ပေါ်ဆန်းကြားပြန်ဆိုတာမရှိပါဘူးเนาะပေါ်ဆန်းမှာကြတော့ပေါ်ဆန်းရင်ဆိုတာရှိတယ်ပေါ်ဆန်းဆိုတာရွှေဘိုပေါ်ဆန်းဆိုတာရှိတယ်အေယာဝတီပေါ်ဆန်းဆိုတာရှိတယ်နောက်တစ်ခါဖြာပုံပေါ်ဆန်းဆိုတာရှိတယ်မြောင်းမြပေါ်ဆန်းဆိုတာရှိတယ်နောက်ရခိုင်ပေါ်ဆန်းဆိုတာရှိတယ်ပေါ်ဆန်းမှာကပေါ်ဆန်းမျိုး၅မျိုးလောက်ထွက်ပါတယ်နောက်တစ်ခါရေကြီးအတုပ်ဘက်ကထွက်လာတဲ့ပေါ်ဆန်းဆိုတာပါတစ်မျိုးထွက်လာပါသေးတယ်အဲ့ဒါတော့ထမင်းတော်တော်ကောင်းပါတယ်ဒါပေမဲ့နာမည်သိမ့်မရှိပါဘူးသူကတော့အဲ့တော့ကြားပြန်နေပါဒီရတော့လေကြားပြန်ကထမင်းကောင်းပါတယ်နော်ပေါ်ဆန်းရဲ့ဒုတိယပေါ့နော်ပေါ်ဆန်းပြီးရင်ကြားပြန်ကထမင်းကဒုတိယတန်းထဲမှာဝင်ပါတယ်နော်တောင်ပြန်ကတော့ဒါကြားပြန်ရဲ့အနောက်မှာရှိပါတယ်သူ့ရဲ့အနောက်မှာလိုက်လာတာနောက်ကပေါ်ဆန်းရင်တို့နော်ခွန်နီတို့ဘေးကြားလေးတို့တော့ဒါတွေကတော့သူတို့ရဲ့နောက်မှာပေါ့နော်ပေါ်ဆန်းကတော့စန်းချောအုပ်စုထဲမှာသူကတော့ထမင်းအကောင်းဆုံးမှာပေါ်ဆန်းပြီးမှနောက်ကြားပြန်လိုက်ပါတယ်ကြားပြန်ပြီးမှတောင်ပြန်လိုက်ပါတယ်နော်အဲ့တော့ကြားပြန်နဲ့တောင်ပြန်နဲ့ဘယ်လိုခွဲလဲဆိုတာကျွန်တော်ကိုမေးထားလို့ကျွန်တော်နားလည်တဲ့လောက်ပြောပြပြီးတာကျွန်တော်မိတ်ဆွေတွေပေါ့နော်ဒါကတော့ကြားပြန်ဖြစ်ပြီးတော့ဒါကတော့တောင်ပြန်ဖြစ်ပါတယ်တောင်ပြန်ကအခွန်ဝါပြီးတော့အမအခွန်လုံးကြည့်ပါဝါထိန်နေပါတယ်အခွန်လုံးဝမတူပါဘူးခွဲတိုက်နော်ဒါမှရောနေတာဒါလေးတွေကကြားပြန်အစီလေးတွေหนีနေတဲ့စီလူနော်ဒါကတော့ကြားပြန်အစ်စ်ပါလောက်ပါဗျာ